Jerry ဒီနေ့ကစောင်းနေတဲ့တန်ခမောက်ကြီးနဲ့တန်နဲ့တွဲထိုးချလိုက်တယ်သူလဲတည်သွားပါပြီဗျာကျွန်တော်ကတော့တန်သမားဆိုတော့လဲတန်ပေါ့ဗျာတန်တည်တော့ပြားတယ်ဟောပြားလေးပါဗျာဒီမဲ့အဝါရောင်တော့ဣစင်သွားတယ်တန်ပရာဖြစ်သွားတာတော်တော်ကောင်းသွားပါတယ်ဗျာဒါနေလုံးတစ်ခိုင်ဓမိပေါ့ဗျာအပေါ်ကလည်းရွှေကြီးလေးကသားနေတာပေါ့ဗျာအဲလိုပါဒါကျွန်တော်တော့တန်သမားဆိုတော့တန်ပေါ့ဗျာတွတ်ကြီးကတော့ဖုတ်ထားတယ်ပေါ့ဗျာနောက်တစ်လုံးကလည်းအိမ်မှာတွတ်ကထပ်ပြီးတော့ဖုတ်ထားသေးတယ်တစ်လုံးကတော့ပြီးတော့မှာပေါ့ဗျာလုံးကျစ်လာပါပြီဟိုတနေ့ကဖွဲသလိုလိုကနေပြန်ပေါင်းသွားပြီးတော့အခုလုံးကျစ်နေပါပြီအခုဓမိဆင်းထားပါတယ်ဗျာခွဲပြီးရင်ကျွန်တော်ပြမှာပါဒါအတန်အစီကိုပြခြင်းမှာဟိုတနေ့ကအတန်စီဗရာခဲလေးလဲဗရာသားစိုက်ပြီးတော့ဝင်းသွားပါပြီဗျာကျွန်တော်ပြပါမယ်ခဏနေကြတော့ကျေးဇူးတင်ပါတယ်နတ်လူတတော်အားလုံးဘေးရန်ကြောင်းကြဆင်းရဲကင်းကိုစိတ်နေပြကျမ်းမာကြပါစေချမ်းသာကြပါစေကောင်းကျိုးလိုရစန္ဒပြည့်ဝကြပါစေဗျာသာဓု